ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့ဒီဈေးမှာချီကြတဲ့ချစ်တော်မိမညီကိုမောင်နှမများအားလုံးပဲ Good morning ပါအားလုံးပဲမင်္ဂလာရှိတဲ့မနေ့ခင်းလေးမှာခန္ဓာကျမ်းမာချမ်းသာခြင်းစိတ်နှလုံးကျမ်းမာချမ်းသာခြင်းဝိညာဉ်ကျမ်းမာချမ်းသာခြင်းဒီနေ့ရရှိခံစားနိုင်ကြပါစေလို့သခင်ယေရှုနာမနဲ့ဥစွာဆုတောင်းမေတ္တာပို့တာအပ်ပါတယ်ဆိုတော့ဒီနေ့မနေ့မှာကျွန်တော်တို့မိဘညီကိုမောင်နှမတွေရဲ့ဘဝအသက်တာထဲမှာရွှေနဲ့ငွေနဲ့စည်းစိမ်ဥစ္စာတွေဂုဏ်ပကာသနာတွေနဲ့ဝယ်ယူလဲယူလို့မရတဲ့ဘဝမှာတန်ဖိုးဖြတ်လို့မရတဲ့သတင်းကောင်းလေးကိုခဏလောက်ပြောပြခြင်းလို့ဒီနေ့အခမဲ့ပြောခြင်းလို့ဒီနေရာကိုရောက်ရှိလာခြင်းဖြစ်တာဖြစ်ပါတယ်ဆိုတော့ချစ်တော်မိဘညီကိုမောင်နှမများယခုအချိန်ကာလယခုခေတ်မှာကျွန်တော်တို့မိဘညီကိုမောင်နှမတွေဝင်းတွေများစွာလင်းနေကြမှာဖြစ်ပါတယ်ဟုတ်လားဒီနေ့စာဝတ်နေရေးဝစီးပွားရေးဝဒီနေ့ကျမ်းမာရေးဝအမျိုးမျိုးသောပြဿနာတွေဖြစ်နေကြမှာဖြစ်ပါတယ်ဆိုတော့သခင်ယေရှုခရစ်တော်ဘုရားကပြောတယ်ဝင်လေ၍ပင်ပန်းတော်သူအပေါင်းတို့ငါထံတော်လာကြတဲ့ငါဒီချမ်းသာပေးမယ်ဆိုတဲ့ဘုရားဖြစ်တာဖြစ်ပါတယ်မိတ်ဆွေဒီနေ့ကျွန်တော်တို့ဒီချိန်ဒီကာလမှာကျွန်တော်တို့ရှာဖွေရမယ့်အရာတွေကရွှေတွေငွေတွေစီးစိမ်ဥစ္စာတွေဂုဏ်ပကာသနာတွေမဟုတ်တော့ပါဘူးဒီချိန်ဒီကာလမှာကကျွန်တော်တို့ကိုယခုဘဝနဲ့နောက်ဘဝကယ်တင်ပေးနိုင်တဲ့ကယ်တင်ရှင်ယေရှုခရစ်တော်ဘုရားကိုကျွန်တော်တို့တွေ့အောင်ရှာရမှာဖြစ်ပါတယ်ရအောင်ယူရမှာဖြစ်ပါတယ်ဆိုတော့ချစ်တော်မိဘကြီးကိုမောင်နှမများဒီနေ့ကျွန်တော်တို့နောက်တမလို့မှာဘယ်သွားမှာလဲတင်တယ်ပြီးတဲ့နောက်ပိုင်းမှာဘယ်သွားမှာလဲလို့ကျွန်တော်မေးခွန်းလေးတစ်ခုမေးချင်တာဖြစ်ပါတယ်အဲ့ဒါလို့မေးရင်တော့မိဘကြီးကိုမောင်နှမတွေကတော့ကောင်းတာလို့ရင်ကောင်းတာရမှာဖို့မကောင်းတာလို့ရင်မကောင်းတာရမှာဖို့လို့ဖြေချမှာဖြစ်ပါတယ်ဘယ်လူသားတဦးတယောက်ကမှတေချာရည်ရတဲ့အဖြေတစ်ခုကိုကတော့မပေးနိုင်ကြဘူးဖြစ်ပါတယ်မိတ်ဆွေဒီနေ့ကျွန်တော်တို့လောကကြီးထဲမှာကျွန်တော်တို့မိဘကြီးကိုမောင်နှမတွေအရွယ်ရောက်တဲ့အချိန်ကနေစပြီးတော့ကိုအားကိုနိုင်တဲ့အရွယ်ကနေစပြီးအသက်12နှစ်ကနေဖြစ်ကောင်းဖြစ်မယ်73နှစ်ကနေဖြစ်ကောင်းဖြစ်မယ်လောကကြီးထဲမှာပြည့်စုံဖို့စုံလင်ဖို့ချမ်းသာကြွယ်ဝဖို့ကြိုးစားရှာဖွေရုန်းကန်ခဲ့ကြမှာဖြစ်ပါတယ်အခုအသက်အရွယ်ဘယ်လောက်ရှိသွားပြီလဲအသက်အရွယ်30 40 50 60 90ရှိလာပြီဘာတစ်ခုမှလည်းပြည့်စုံလာတယ်စုံလင်လာတယ်